Academy ပေးပွဲရောက်တိုင်းဝမ်းနည်းစရာအမှတ်တရထင်ရှားနေရတော့မဲ့တရုတ်ဆောင်ဖွပွေ Academy ပေးပွဲဆိုတော့အနုပညာရှင်တွေအတွက်တော့တစ်နှစ်တစ်ခါရင်ခုန်ရတယ်လို့အိမ်မက်တွေကိုအကောင့်ထဲဖော်နိုင်တဲ့နေရာဖြစ်တာကြောင့်နှစ်စဉ်နှစ်တိုင်းစောင့်မျှော်နေရတဲ့ပွဲတစ်ခုပါ Academy ပေးပွဲနီးလာရင်လူတိုင်းရင်ခုန်ပျော်ရွှင်ရတယ်လို့ Academy အတွက်ကြိုတင်ပြင်ဆင်ကြရပေမဲ့မင်းသမီးချော်လေးဖွပွေအတွက်တော့အမှတ်တရဆိုတစ်ခုဖြစ်သွားခဲ့ပါတယ်အကြောင်းကတော့ပြီးခဲ့တဲ့ရက်က Academy ပေးပွဲမှာဖွပွေရဲ့မောင်လေးဖြစ်သူကရုတ်တရက်ကွယ်လွန်သွားခဲ့ရတာကြောင့်ပါပဲရှင်ဖွပွေနဲ့သူမရဲ့မိခင်ကနေပြည်တော်မှာကျင်းပတဲ့ Academy ပေးပွဲကိုတက်ရောက်ဖို့ရောက်ရှိနေတဲ့အချိန်မှာအိမ်မှာမောင်လေးဖြစ်သူကတယောက်တည်းကြံရစ်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲဖွပွေရဲ့မောင်လေးကနှလုံးရောဂါနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာပါ။ဒါကြောင့်ဖွပွေတယောက်ဖြေမစဲနိုင်အောင်ဖြစ်ပြီးဝမ်းနည်းနေရပါတယ်ရှင်။သူတို့သားမိအိမ်မှာမရှိတဲ့အချိန်ဖြစ်ရလို့ပို့ပြီးလဲစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။တကယ်လို့ဖွပွေတို့သာအိမ်မှာရှိမယ်ဆိုရင်ဒီလောက်ထိဖြစ်ချင်မှဖြစ်မှာကြောင့်မချစ်တင်ခဲ့ဖြစ်နေရတာပါ။အမေနဲ့အမအိမ်မှာမရှိတဲ့အချိန်မှဖြစ်ရသလားမောင်လေးရဲ့ဆိုပြီးဖွပွေတယောက်ကြေကွဲဝမ်းနည်းစွာနဲ့ပရိသတ်တွေကိုအသိပေးလာခဲ့တာပါဖွပွေရဲ့မောင်လေးကနှလုံးရောဂါခံစားနေရတာကြောင့်ရုတ်တရက်ဆုံးပါသွားတယ်လို့ပြောကြပေမဲ့တချို့ကလည်းသွေးတို့ရှိလို့သွေးဆောင်တက်ကတိတ်ဆုံးရတယ်ဆိုပြီးလည်းပြောနေကြပါတယ်အကြောင်းရင်းမှန်ကိုတော့မသိရသေးသလိုဖွပွေတို့ဘက်ကလည်းထုတ်ပြောလာတာမျိုးမရှိပါဘူးရှင်ဖွပွေတယောက်ဒီနေ့အကယ်ဒမီပေးပွဲမှာဂန်းကော်နီဇာကာနဲ့တရုတ်ဆောင်စုရမယ့်အဖြစ်ကလည်းလွဲချော်ခဲ့ရသလိုမောင်ဖြစ်သူလည်းဆုံးရှုံးခဲ့ရတာကြောင့်အငုံမျက်လုံးအပြုံးမျက်နှာနဲ့ပဲပွဲတက်ခဲ့ရပါတယ်။ဒါကြောင့်ဖွပွေရဲ့ပရိသတ်တွေကထပ်တူစိတ်မကောင်းဖြစ်နေကြကဖွပွေတယောက်အကယ်ဒမီကိုစိတ်နာသွားမှကိုတော့စိုးရိမ်နေခဲ့ပါတယ်။အကယ်ဒမီပေးပွဲရောက်တိုင်းအမတ်တရဇိုးတွေနဲ့မောင်လေးကိုသတိရနေတော့မှမလို့အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီးမမျှော်လင့်တော့တဲ့အဖြစ်များရောက်သွားမလားလို့လည်းသုံးသပ်နေကြပါတယ်။အကယ်ဒမီပေးပွဲရောက်တိုင်းဝမ်းနည်းစရာအမှတ်တရထင်ရှားနေရတော့မဲ့တရုတ်ဆောင်ဖွပွေနဲ့ပတ်သက်ပြီးအမျှော်လေးတွေကိုပြပြခဲ့ပါအောင်နော်။ဖွပွေရဲ့မောင်လေးလည်းကောင်းရာပုံပွားရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။